အားလုံးပဲမင်္ဂလာပါ United Show ရဲ့ကြိုးဆွဲပါတယ်ဒါကတော့ Manchester United ရဲ့ဒီညနောက်ဆုံးရသတင်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်အခု Manchester United ကဒီလာမဲ့နေရာဒီမှာ Champions League ကန်ခွင့်ရသွားပါပြီအခုဆိုရင်တော့ Manchester United ကစားသမားအသစ်တွေကိုခေါ်มาရဲဖြစ်ပါတယ်အဲ့ကစားသမားအသစ်9ယောက်နာမည်ရတော့ကျွန်တော်ပြောပြမှာပဲဖြစ်ပါတယ်ဘလူတွေလဲဆို Elliot Anderson Tonali ဘာလဲပါကျူအာမီနီပြီးတော့ဘူးရှိသေးတယ်ဆိုတော့ကီလန်အမ်ဘာပေဒီကောင်9ယောက်ခေါ်มาပဲဖြစ်ပါတယ်အဲ့ကောင်9ယောက်ခေါ်มาရပါအဲ့ကောင်9ယောက်ကအရန်ကိုကောင်းတယ်ဒီကဘာပေါ်မှာအကောင်းဆုံးကစားသမား9ယောက်ပဲဖြစ်ပါတယ်ကျွန်တော်အခုဆိုတော့ Manchester United က Champions League ကန်ရှင်ကစားသမားအသစ်တခွာ2023ခုနှစ်ကလို့ Eric Ten Hag Manchester United နီးဒီယာကင်တော့လို့ Manchester United Champions League ကနေမပြုတ်ဖို့တော့လိုပါတယ်ပြုတ်လို့တော့မရအောင်ပြုတ်လေအခုမာလဂီယာမှာကျွန်တော်မာလဂီယာတော့လို့တော့မရပါဘူးကျွန်တော်အဲ့ဒါကြီးပြောချင်တာပါ Bye bye